ဒီရုပ်ထုတွေရဲ့နောက်ွယ်ကလျှို့ဝှက်ချက်ကနုပညာရှင်ကသူ့ရဲ့ရုပ်ထုတွေကိုလေထဲမှာမျောနေသလိုမျိုးပုံပေါ်အောင်ပြုလုပ်တဲ့အထူးနည်းပညာတစ်ခုကိုအသုံးပြုထားတာဖြစ်ပါတယ်။ဒါပေမဲ့အိတ်ကိုပိုနီးကပ်စွာကြည့်မယ်ဆိုရင်တော့အရာဝတ္ထုတွေကပိုပြီးအတိတ်ပဲရှိလာပါတယ်။အိတ်ရဲ့အပိုင်းကမြေပြင်နဲ့ချိတ်ဆက်ထားလို့သာမြေပေါ်မှာရပ်တည်နေတာပါ။ဒီကောင်မလေးကဘာဘီဆန်နဲ့မီးဖိုချောင်တစ်ခုကိုလိုချင်ခဲ့တယ်။ဒါပေမဲ့ဆိုင်ကသူ့ကိုပန်းအောင်ပစ္စည်းကိရိယာတွေမရှိဘူးလို့ပြောလိုက်ပါတယ်။ဒါနဲ့ပဲသူမကပန်းအောင်စက်ကူကြီးတစ်လုံးနဲ့ကိုယ်တိုင်ပြင်ဆင်ဖို့ဆုံးဖြတ်လိုက်တယ်။ရေခဲတစ်တာပကံဆေးဆက်နဲ့မီးဖိုကိုတော်မှသူမကဖုံးအုပ်လိုက်တယ်။အစာပိုင်းမှာတော့ဈေးကြီးတဲ့တမ်မနီချောပစ္စည်းတွေကိုဖျက်ဆီးနေသလိုပဲလို့ထင်ရပေမဲ့သူမကလေဖောင်းတွေကိုညီညီညညာဖြန့်ချလိုက်တဲ့အခါမီးဖိုချောင်ကပန်းအောင်လုံးဝဖြစ်သွားခဲ့ပါတယ်။လူအများစုကမီးသွေးကိုတစ်ပင်တစ်ပင်မှမခုတ်ပဲလုံနိုင်တယ်ဆိုတာကိုသတိမထားမိကြပါဘူး။ဒီအစားထိုးလောင်စာကိုစကွဲတွေကနေပြုလုပ်ထားတာပါ။ဒီစကွဲတွေကိုကာဗွန်နဲ့ဓာတ်ပြုပြီးတော့တိတ်သီးပြီးခံနိုင်ရရှိတဲ့လောင်စာအဖြစ်ပြောင်းလဲပေးလိုက်ကြတာဖြစ်ပါတယ်။သူကပုံမှန်မီးသွေးထက်ပိုပူပြီးကြကြလောင်ကျွမ်းနိုင်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။